အဲ့လိုနဲ့သူတို့ရန်ကုန်ကိုပြန်ရောက်လာကြပါတယ်ရန်ကုန်ကိုဒီနေ့လိုပဲပြန်ရောက်တယ်နောက်နေ့လည်းကြားလို့ကြအောင်အဲ့ဒီကားပေါ်မှာပါလာတဲ့အမျိုးသမီးကြီးတူအသက်သေဆုံးသွားပါတယ်အဲ့ဒီအမျိုးသမီးကြီးရက်မလဲသေးဘူးနောက်တစ်ယောက်ထပ်ပြီးသေဆုံးပါတယ်အဲ့ဒီနောက်တစ်ယောက်ရက်မလဲသေးဘူးနောက်တစ်ယောက်သေဆုံးပါတယ်အခုလိုမျိုးသေဆုံးမှုတွေများလာတဲ့အချိန်မှာလမ်းတစ်လမ်းလုံးအာတုပအိမ်ကြီးရမ်းများလာတဲ့အချိန်မှာအဲ့ဒီရက်ကွက်ထဲကဦးလေးကြီးတူကတတိထားမိပြီးမူမမှန်ဘူးဆိုတာကိုသိရတဲ့အတွက်ကျောင်းနိုင်ဖုန်းကြီးနဲ့တိုင်ပင်ပြီးတော့ပရိတ်တရားပွဲတော်ကိုပြုလုပ်ခဲ့ပါတယ်ပရိတ်တရားပွဲတော်ကိုပြုလုပ်တဲ့အချိန်မှာပရိတ်တရားလာနာတဲ့ဧည့်သည်တော်တွေကအမျိုးသမီးတဦးကိုဝင်ပူးပြီးတော့ပြောတော့တာပါပဲအဲ့ဒီကျောင်းခရီးသွားတဲ့အချိန်မှာအဲ့ဒီဖုန်းကြီးကျောင်းအပြက်ကြီးပေါ်မှာမကောင်းတဲ့အညစ်အကြေးအပေါ့တွေအလေးတွေကိုစွန့်ပြီးတော့ထားခဲ့တဲ့အတွက်ကြောင့်အဲ့ဒီကလူတွေကမကျေနပ်လို့အဲ့ဒီအဆောက်အဦတွေကမကျေနပ်လို့လုပ်တယ်ဆိုပြီးတော့အဲ့ဒီဝင်ပူးပြီးပြောပါတယ်အဲ့ဒီတော့မှပဲရက်ကွက်ကတလန်းလုံးကအဲ့ဒီအကြောင်းရင်းဘာကြောင့်တည်ရဲဆိုတဲ့အကြောင်းကိုသိခဲ့ရပါတယ်အဲ့လိုနဲ့သူတို့ကျေနပ်တဲ့အထိကိုရက်ကွက်တွေကလူတွေအားလုံးစုပြီးတော့ကြော့ပွဲနဲ့အတူတောင်းပန်ပါတယ်တောင်းပန်ပြီးတော့ဖုံးကလည်းမြေတားရက်ခံတော့မှပဲဟိုဘက်ကကြေးပေးရထင်ပါတယ်လူသေးတာရက်သွားပါတယ်ကဲရှုံးကတော့အဲ့ဒီလိုမျိုးမကျေနပ်လို့လုပ်တဲ့သူတွေကနနာဘဝတွေလားဒါမှမဟုတ်ဘာတွေလဲအဲ့ဒါလုံးဝစဉ်းစားကြည့်ရပါပဲလွန်ခဲ့တဲ့1998ခုနှစ်ကဖြစ်သွားတဲ့အဖြစ်ရမှန်လေးတစ်ပုဒ်ပဲဖြစ်ပါတယ်အဲ့ဒီခေတ်ကဖြစ်ကြရဲဆိုတဲ့အကြောင်းရင်းကရွှန်းတင်တာတော့ခရီးသွားတဲ့အချိန်မှာစားတောက်ဆိုင်တွေတဲခိုးစရာနေရာတွေမရှိလို့ခုလိုဖြစ်တယ်လို့ထင်ပါတယ်ကြည့်ရှုပေးခဲ့ရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်နောက်လည်းအခုလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုလေးတွေတင်ပေးသွားမှာဖြစ်လို့အပေါင်းလေးနဲ့အသေးလေးပေးကွန်မန့်လေးလည်းရေးခဲ့ကြပါအောင်နော်ယူရဲ့ထင်မြင်ချက်လေးကိုလည်းရေးပေးခဲ့ကြပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်